Hi ချစ်တော်ရေမနက်ကကြက်ဥကြော်နဲ့လက်ဖက်တုပ်ကျွေးထားတာဆိုတော့ညနေကိုတော့ကောင်းကောင်းကျွေးရမယ်လीနော်ဝိတ်ချနေတဲ့မောင်မောင်လေးစားလို့ရအောင်လို့ဝမ်ကအမဲသားလေးကိုအတုံးလိုက်ရေးဆေးပြီးတော့ထူမပါလေးလှီးလိုက်ပါတယ်လှီးပြီးတော့ကြက်သားမုံစားတကြားငရုတ်ကောင်းမုံပဲငံပြာရည်ပြီးတော့အသားကိုနူးလွယ်ဤလွယ်အောင်လို့စံအရက်ကလေးနည်းနည်းထည့်ပြီးတော့နေပါမယ်ပြီးတော့အချင်းတက်လေးပါအောင်လို့တညာသီးလေးကိုလည်းနည်းနည်းညှစ်ပြီးတော့ထည့်လိုက်ပါမယ်ထည့်ပြီးတော့အရသာလေးကိုနေပါမယ်မေ့နေတာဝမ်ကပဲစီလေးနည်းနည်းထည့်ပြီးတော့နေရမယ်တဲ့ဘာလို့လဲဆိုတော့အသားကိုနူးလွယ်ဤလွယ်တာလေစီလေးထည့်နေရင်နူးလွယ်ဤလွယ်တယ်တဲ့အဲ့ဒါနဲ့ဝမ်ကညနေမှလုံမှဖြစ်တဲ့အတွက်မနဲ့ကလေးကဒီလိုမျိုးလေးဘူးလေးတွေကိုထည့်ပြီးတော့ရေခဲတက်တာလေးတွေကိုနှက်ထားလိုက်တယ်ပေါ့နော်နှက်ထားလို့ရှိသေးတယ်မောင်မောင်လေးဘိုက်စာလို့ဆိုတော့ရေခဲတက်တာလေးထည့်ထားတာတနားရီလောက်ပဲရှိသေးတယ်အဲ့ဒါနဲ့ဝမ်ကမကက်အိုးလေးထဲမှာအသားလေးတွေကိုကင်းပြီးတော့ကြက်သွန်ဖြူနဲ့ကြက်သွန်နီလေးကိုလှော်ပြီးတော့ဒီလက်လှဲ့တဲ့ဆက်ကလေးနဲ့ကြိတ်လိုက်ပါတယ်ကြိတ်ပြီးတော့ကြတော့အသားလေးကလည်းကင်ထားတာလေးကလည်းရပြီဆိုတော့အသားလေးတွေကိုဖယ်လိုက်မယ်ဖယ်ပြီးတော့Mother Choice margarine လေးထည့်မယ်ရေနွေးလေးနည်းနည်းထည့်မယ်ပြီးရင်ကြက်သွန်နီနဲ့ကြက်သွန်ဖြူကြိတ်ထားလေးထည့်မယ်ပဲငံပြာရည်ခယူးစီကြာညိုလေးထည့်ပါမယ်ထည့်ပြီးတော့ကဲအရသာလေးရှိအောင်လို့မှု့ရင်းထဲမှာပဲသီးလေးနဲ့ရွှေပဲသီးနဲ့ဘူစားပဲသီးလေးနည်းနည်းကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့မောင်မောင်ကမြင်ဆိုတာနဲ့အနှစ်ကိုကြေအောင်မချက်ရပါဘူးဟိုကဒါအနှစ်ကိုမကြေခင်မှာမမောင်ကိုဒီလိုထည့်ပြီးတော့ပဲအမြန်ကျွေးလိုက်ပါတယ်ညနေပိုင်းကျမှကလေးတွေကိုလေအနှစ်ကလေးကိုကြေအောင်ချက်အမဲသားလေးကိုနည်းနည်းလေးခပါလှီးပြီးတော့ခြံကန်ဒီလေးမှာကော်မုံလေးကိုအေးဖြော်ပြီးတော့ထည့်လိုက်ပါတယ်အဲ့ဒါဆိုရင်အနှစ်ကလေးကပြစ်ကလေးဖြစ်သွားတယ်ပေါ့နော်ကြက်သွန်ဖြူနဲ့ကြက်သွန်နီကလည်းကြီးနေအောင်ချက်လိုက်တဲ့အတွက်အနှစ်ကဒီလိုမျိုးလေးပေါ့နော်ပို့ပြီးတော့စားလို့ကောင်းသွားပါတယ်ကလေးလေးကိုတော့အမဲသားကိုဝမ်ကဣအောင်လို့တေချာလေးกินပေးထားပါတယ်ဗီတာမင်တွေလည်းအများကြီးပါတယ်နော်ဝိတ်ချတဲ့သူတွေလည်းလှုပ်စားလို့ရတယ်နော်ဝမ်ရဲ့ post လေးကိုတယ်လီပေးဖို့မင်းနဲ့နော်ချစ်တယ်နော်